စဉ်ခါကရှမ်းပုံကြီးတစ်ပါးကျေတော်ရဒီရာတို့ရောက်လာတဲ့ခါဒီရွာလေးလူတွေစကားပြောကြပုံကိုသုံးလုံးကြပုံကိုအသေးချလေးလားဒီမာကကြီးချောင်းရိုးရဲ့ဟိုဘက်ကန်စကတ်ပေါင်းဘင်းကိုဘယ်နဲ့ခေါ်တယ်လဲတကားမမပူရချောင်းရိုးရဲ့ဟိုဘက်ကန်စကတ်တောင်ပြင်းလာသာပြင်းခေါ်ပါပူရဒီမနကချောင်းရိုးဟိုဘက်ကန်မှာနှွေချုံတန်းညပေါင်းလေးမမပူရအဲ့ဒါလာမှုတော့ပါတကယ်ပဲမြားကြည့်ပါလို့နေထိုးစင်ကချောင်းရိုးမှာခွေးတဲ့ကောင်မျောလို့ပါခွေးတဲ့ကောင်ဘောကသားစားတဲ့ငှက်ချီဘယ်နဲ့ခေါ်တယ်လဲတကားမမ်ဘာဖွေရခွေးတဲ့ကောင်ဘောကသားစားတဲ့ငှက်ချီလာလာကြည့်ပါထိုးစင်ကဘုံဘုံဒီလိုထွေးလာကြီးဝါတဲ့လူတွေစကားပြောကြရင်လာဆိုတဲ့အခရာရှိတ်ချတကယ်ပဲသုံးတော့နေကြတယ်ထိုးစင်ကဘုံဘုံမှာစွမ်းစားခြင်းမီလို့လားစွမ်းစားခြင်းတန်တော့ဘုံဘုံရဲ့စကားနားထောင်ကြည့်ပါဒီမှာလာကလာငေါတဲ့လာကွာလာစွမ်းကတော့လာကွာလာကကြီးယာကြီးမှာလာကလာမွန်တဲ့လာကွာLa suaga to la gua, la gallina, ma la la monte do la gua, la suaga to la gua, la gallina.